မင်္ဂလာပါခင်ဗျာကမ္ဘာဘောလုံးလောကမှာနံပါတ်9ဆိုရင်လူတိုင်းပြည့်မြင်တာကခရစ္စတီယာနိုရိုနယ်ဒိုပါပဲ CR7 ဆိုတဲ့ brand ကအခုဆိုရင်ဒေါ်လာတန်ပေါင်းများစွာတန်ဖိုးရှိနေပါပြီဒါပေမဲ့ဒီနံပါတ်9နောက်ွယ်မှာရိုနယ်ဒိုကိုယ်တိုင်ပုံပွယ်ထားခြင်းခဲ့တဲ့ကြောက်ရွံ့မှုတွေရှိခဲ့တယ်ဆိုတာသင်သိပါသလားအကယ်၍သာထိုစဉ်ကနီးပြကြီးစာရဲလက်ဖာကူဆိုင်ရဲ့သုံးဖြတ်ချက်တာမရှိခဲ့ရင်ဒီနေ့မှာ CR7 ဆိုတာရှိလာမှာမဟုတ်ပါဘူး2003ခုနှစ်ဩဂတ်လSporting Lisbon နဲ့ United ရဲ့ခြေစမ်းပွဲပြီးမှာ Saeles ကဒီကောင်လေးကိုအသင်းကိုခေါ်ဖို့ချက်ချင်းဆုံးဖြတ်ခဲ့ပါတယ်။ဒါပေမဲ့ Ronaldo က Manchester ကိုရောက်လာချိန်မှာသူတောင်းဆိုခဲ့တဲ့နံပါတ်က28ပါ။ဘာဖြစ်လို့လဲဆိုတော့သူက Sporting မှာ28ကိုပဲဝတ်ခဲ့တာဖြစ်တယ်လို့ United ရဲ့နံပါတ်9ဆိုတာက Jobs, Eric Cantona နဲ့မကြခင်ခန့်တင်ထွက်သွားတဲ့ David Beckham တို့ရဲ့အရှိန်အဝါတွေရှိနေလို့ပါ။သက်ဆက်ရှင်နှစ်ရွယ်ကောင်လေးတယောက်အတွက် DPR ကအရန်ကိုကြီးလွန်ခဲ့ပါတယ်။ရိုနယ်ဒိုက28ကိုတောင်းဆိုပေမဲ့ Saeles ကပြက်ပြက်သားသားညှင်းဆိုခဲ့ပါတယ်။မင်း28ဝတ်ဆရာမလို့ဘူးနံပါတ်9ကိုပဲဝတ်ရမယ်လို့အမိန့်ပေးခဲ့ပါတယ်။ဒါဟာရိုးရိုးတိုက်တွန်းတာမဟုတ်ပါဘူး။မင်းဟာဒီအသင်းရဲ့အကောင်းဆုံးဖြစ်လာရမယ်ဆိုတဲ့ယုံကြည်မှုကိုရိုက်သွင်းပေးလိုက်တာပါ။ဒီနေရာမှာစိတ်ဝင်စားဖို့ကောင်းတာက Saeles က Ronaldo ရဲ့နီးစနစ်ကိုတင်မကပါဘူး။သူ့ရဲ့စိတ်ဓာတ် mentality ကိုပါပြောင်းလဲပစ်ဖို့ဒီနံပါတ်ကိုသုံးခဲ့တာဖြစ်ပါတယ်။ခင်ဗျားတို့ရောရိုနယ်ဒိုရဲ့နံပါတ်9မှတ်တရတွေကဘယ်ပွဲကိုမှတ်ရဆုံးလဲနံပါတ်9ကိုဝတ်ပြီးနောက်မှာရိုနယ်ဒိုဟာကွင်းထဲမှာကခုန်တဲ့တောင်မကစားသမားလေးဘွားကနေဂိုးသွင်းဆက်ကြီးဖြစ်ပြောင်းလဲလာပါတယ်ဒီနံပါတ်ကြောင့်ပဲ Nike လို brand တွေကချိတ်ဆက်ပြီး CR7 ဆိုတဲ့ကမ္ဘာကျော်အမှတ်တံဆိပ်စတင်ခဲ့တာပါနံပါတ်9ရဲ့အမွေနှစ်ကိုသူကအဆင့်တန်းတစ်ခုစီကိုတွန်းတင်ပေးခဲ့ပါတယ်တကယ်တော့ဒီနံပါတ်ကသူ့အတွက်ကံကောင်းစေတဲ့နံပါတ်ထက်သူ့ကိုအမြဲတမ်းစူးစမ်းနေစေတဲ့တွန်းအားတစ်ခုဖြစ်ခဲ့တာပါရိုနယ်ဒို2009မှာ Real Madrid ကိုထွက်သွားပြီးနောက်ပိုင်း Manchester United ရဲ့နံပါတ်9အင်ဂျီဟာချိန်စာတစ်ခုလိုဖြစ်လာခဲ့ပါတယ်။ကမ္ဘာ့စင်ကစားသမားတွေဖြစ်တဲ့ဒီမာရီယာတို့ Alexis Sanchez တို့တောင်ဒီအင်ဂျီရဲ့အလေးချိန်ကိုမခံနိုင်ကြပါဘူး။ဒါဟာဘာကိုပြသနေလဲဆိုတော့နံပါတ်9ဆိုတာရေချင်းရှိုံနဲ့မရပဲခဏရင်ရှိတဲ့စိတ်ဓာတ်ပါရှိမှရမယ်ဆိုတာပါပဲ။12နှစ်ကြာမှရိုနယ်ဒိုပြန်လာတော့နံပါတ်9ဟာသူ့ရဲ့မူလပိုင်ရှင်စီကိုပြန်ရောက်သွားခဲ့ပါတယ်။အဲ့ဒီချိန်မှာကာဗာနီကလမ်းဖယ်ပေးခဲ့တာဟာ legend တယောက်ပေါ်ထားတဲ့လေးစားမှုတွေမကပဲဒီအင်ဂျီရဲ့အမွေနှစ်ကိုရိုနယ်ဒိုသာလျှင်အကောင်းဆုံးထိန်းသိမ်းနိုင်မယ်ဆိုတာကိုအသိမှတ်ပြုလိုက်တာလည်းဖြစ်ပါတယ်။အခု2016ခုနှစ်မှာတော့ကျွန်တော်တို့ဟာခေတ်သစ်တစ်ခုကိုရောက်နေပါပြီ။နံပါတ်9အင်ဂျီဟာနောက်ထပ် legend အသစ်တယောက်ကိုစောင့်ကြိုနေပါတယ်။ရိုနယ်ဒိုချန်နာခဲ့တဲ့စံနှုန်းတွေကမြန်မာလွန်းတာကြောင့်နောက်တက်လာမဲ့သူဟာခြေစွမ်းနေမကပဲစာအဲလက်မျောလင်းခဲ့တဲ့စိန်ခေါ်မှုကိုရင်ဆိုင်ရတဲ့စိတ်ဓာတ်ရှိဖို့လိုအပ်ပါတယ်။ဒီနေ့ခေတ်မှာနံပါတ်9ကိုဝတ်တဲ့ကစားသမားတိုင်းဟာရိုနယ်ဒိုရဲ့အရေးအောက်မှာရှိနေကြရပါတယ်။အကယ်၍သာအဲ့ဒီနေ့ကရိုနယ်ဒိုက28ကိုပဲစက်ဝက်ခဲ့မယ်ဆိုရင်ဘောလုံးသမိုင်းကဒီနေ့လိုဖြစ်နေပါအောင်လား။Manchester Unitedရဲ့နံပါတ်9အင်ဂျီကကစားသမားတယောက်ကိုဖန်တီးပေးတာလား။ဒါမှမဟုတ်ကစားသမားကပဲနံပါတ်ကိုဂုံတက်စေတာလား။ခင်ဗျားတို့ရဲ့အမြင်ကိုကိုမှန်မှရေးပေးခဲ့ပါဦး။ United အကြောင်းစိတ်ဝင်စားစရာတွေထပ်ကြည့်ဖို့ like and follow လုပ်တာဖို့မမေ့နဲ့အောင်နော်။ချစ်ရှုနားဆင်ပေးခဲ့ကြလို့ကျေးဇူးပါခင်ဗျာနောက်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့တဒါ